ဆေးအမဲဆိုတာဘယ်နှစ်ရှိပြီဟမ်နှစ်30ကျော်သွားတဲ့ဆေးအမဲဆိုးထားတဲ့စပင်နော်အဲ့ဒါကိုကောက်ပေးထားတာပါနော်လက်ကကိုအချိန်မတူသူများတွေကောက်လို့ဒီလိုမဖြစ်ဘူးကြေမွပြီးတော့ဟဲ့လားဘလူအုံကြီးဖြစ်တယ်တဲ့သူများတွေရှိမှကောက်ရင်တဲ့ဒီလိုမျိုးမဖြစ်ဘူးတဲ့အခုဒီစပင်လေးကအချိန်လဲဘယ်လောက်ပဲကြာတယ်မှာနိုင်ဝက်ညက်တာရောကောက်တာရောလျှော့တာရောအကုန်လုံးနိုင်ဝက်ပဲကြာပါတယ်ရှင်နော်ဒီမှာလက်ကလေးတွေဒါလက်လည်းမလှဲ့ဘူးနော်လေလေးတောင်အခုနည်းနည်းလေးပဲမှုတ်ရသေးတယ်ရေချအောင်လို့နော်ဒီမှာစပင်လုံးဝမကြေပါဘူးနှစ်30စေးအမဲဆိုးတဲ့စပင်နော်အဲ့ဒါလေးကိုကောက်ပေးထားတာဆိုးဆိုးပြောင်ပြောင်လေးနဲ့လက်ကောက် digital ကောက်ပုံစံအခု digital ကောက်ဆိုတာကလက်ကောက်ကပူပြီးတော့လည်းကြခံတယ်ဟုတ်လားညကောင်းတက်တာဒါအရင်ကောက်ပေးထားတယ်ပထမတစ်ခေါက်ကောက်ပေးလိုက်တဲ့စပင်းနဲ့အခုကဒီတစ်ခေါက်ကောက်ပေးတဲ့စပင်းဒီမှာဒီတစ်ခေါက်အပေါ်အထက်များများလေးယူပြီးကောက်ပေးထားကြခံအောင်လို့နော်